ထိုင်ဝမ်နိုင်ငံရဲ့လမ်းမပေါ်မှာလူတက်မှုတစ်ခုဖြစ်ပွားခဲ့တယ်။ဒါကိုမြင်သွားတဲ့သူတယောက်ကတိတ်ပြီးတော့မတင်ကားလို့ဆိုပြီးတော့သက်ဆိုင်ရာတွေစီကိုဖုန်းဆက်လိုက်တယ်။ဒါနဲ့ပဲသက်ဆိုင်ရာတွေရောက်လာပြီးတော့ကြည့်လိုက်တဲ့အခါမှာတော့အသက်18နှစ်အရွယ်မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့တယ်။သူ့ရဲ့လက်ထဲမှာလည်းခွေးလေးတစ်ကောင်ကိုပိုက်ထားတယ်။တကယ်တမ်းရောက်သွားတဲ့အချိန်မှာတော့အကုန်လုံးကမီးကျွမ်းနေပြီးတော့ပုံမပြတ်သေးတဲ့အယိုးစုတွေပဲကြံနေခဲ့တာပေါ့။ထူးဆန်းတာကဒီကောင်မလေးရဲ့ရင်ခွင်ထဲမှာဒီခွေးရိုးစုတွေကဘာလို့ရှိနေရလဲ2019ခုနှစ်သတင်းတွေပြန်တက်လာတဲ့အချိန်မှာတော့ဒီကောင်မလေးကသွေးရိုးသားရိုးနဲ့သေဆုံးခဲ့တာမဟုတ်ဘူးတက်တဲ့သူတွေကလည်းဒီကောင်မလေးကိုတတ်လိုက်ရုံနဲ့မကဘူးဒီကောင်မလေးရဲ့ဝိညာဉ်ကိုပါပြန်မလာနိုင်အောင်ဒါမှမဟုတ်ဒီအမှုကိုဘလို့ပဲဖော်လို့မရအောင်ဆိုပြီးတော့အောက်လန်းပညာသည်တွေနဲ့ပေါင်းပြီးတော့အဲဒီကောင်မလေးကိုမီးရှို့ပြီးတော့တတ်လိုက်ကြတယ်ကယ်ရီဆန်ဆန်ပြောရရင်တော့ဒီခွေးအမဲရောင်ရဲ့သွေးနဲ့ရစ်ပူတော်ပြီးတော့မှတတ်လိုက်ကြတယ်ခွေးအမဲတွေဆိုတာကထိုင်ဝမ်နိုင်ငံမှာဆိုရင်ဝိညာဉ်တွေကိုနှင်ထုတ်တဲ့အရာမကောင်းဆိုးဝါးတွေကိုနှိမ်နှင်းတဲ့အရာလို့အားလုံးကသတ်မှတ်ကြဒီဟာတွေကိုလည်းအောက်လန်းဆရာတွေကပဲလုပ်ကြတာများတယ်တက်တယ်ဆိုလို့လည်းအဲ့ဒီခွေးရဲ့မီးမလောင်ညာသေးတဲ့အရေကွန်အပိုင်းစားသေးသေးလေးပဲကြံနေခဲ့တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင်လည်းအခုလိုမျိုးလူတက်မှုတွေနဲ့ကျွန်တော်တို့ဒီဘက်ကအပေါင်လောကသားတွေနဲ့ကဘာမှကိုမှမဆိုင်ဘူးဆက်နေတယ်လို့ပြောရင်တော့မှပဲဟုတ်ပါတယ်ဒါကတော့ဖြစ်နိုင်ပါတယ်ဆိုပြီးတော့ယုံပေးတဲ့ရဲဆိုတာကခက်ရှားရှားဒါနဲ့ပဲသက်ဆိုင်ရာတွေကအဲ့ဒီအယိုးစုတွေကိုစုပြီးတော့တင်းချိုင်းတစ်ခုမှမြင်မြုပ်လိုက်ကြဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းဘယ်သူကမှလာပြီးတော့အမှုလည်းမဖွင့်ကြဘူးဒီသတင်းနဲ့ပတ်သက်ပြီးတော့လည်းဘာအစနာဘူမှထပ်ပြီးတော့မရခဲ့ကြဘူးအချိန်ကာလတစ်ခုကြာလာတဲ့အထိတိုင်အောင်ကိုမှဒီအမှုကိုသူတို့ကဖွင့်လည်းမဖွင့်ဘူးပိတ်လည်းမပိတ်ဘူးဒီတိုင်းပဲထားလာလိုက်ကြတာအချိန်ကဘယ်လောက်ထိကြာလာခဲ့လဲဆိုတော့22နှစ်အထိကြာလာခဲ့ဒါပေမဲ့2019လောက်ကိုရောက်လာတဲ့အချိန်မှာတော့ဒီထိုင်ဝမ်ရဲစခန်းထဲကိုလူတယောက်ရောက်လာပြီးတော့အဲဒီကရဲရရှိကြီးတယောက်ကိုမေးတယ်ရဲရရှိကြီးပေါ့နော်လွန်ခဲ့တဲ့22နှစ်လောက်တုန်းကလမ်းမပေါ်မှာကောင်မလေးတယောက်မီးလောင်တဲ့ကိစ္စကိုမှတ်မိလားဆိုပြီးတော့မေးတယ်အချိန်ကာလအပြင်22နှစ်တောင်ကြာသွားခဲ့ပြီဆိုတော့ရဲတွေကလည်းဒီအမှုကဘာအမှုလဲဆိုပြီးတော့သူ့ကိုပဲပြန်မေးရတာပေါ့အဲဒီကောင်မလေးနဲ့သွေးသားတော်ဆက်လို့လားဒါမှမဟုတ်ဘယ်လိုမျိုးတွေတီးထားလို့လဲဘာညာလဲမေးရတာပေါ့လေသူကလည်းပြောတယ်တကယ်တမ်းဒီကောင်မလေးကသွေးရိုးသားရိုးတည်ခဲ့ရတာမဟုတ်ဘူးဒီကောင်မလေးကိုခွေးသွေးတွေနဲ့ရောပြီးတော့ဒီအောက်လန်းဆရာတွေနဲ့ပေါင်းပြီးတော့လူတစုကတတ်ခဲ့တယ်ဆိုတဲ့အကြောင်းတွေရယ်ဒီကောင်မလေးတွေကိုသူတို့တွေကဘယ်လိုမျိုးတွေလုပ်တယ်ဆိုတာကိုသူကအစာဆုံးမြင်တယ်ဆိုတဲ့အကြောင်းတွေပါပြောလာပါလိရောသူ့ကိုမကူညီခဲ့ရလို့ဒီ22နှစ်ကြာအောင်ပဲဒီအိမ်မက်ဆိုးတွေနဲ့ဖြတ်တန်းနေရတယ်ဆိုတဲ့အကြောင်းတွေအိမ်မက်ထဲမှာလည်းဒီကောင်မလေးကမင်းငါ့ကိုဘာလို့မကူညီရတာလဲပေါ့လေကူညီလို့ရရဲ့သားနဲ့အဲ့လိုမျိုးတွေခဏခဏအိမ်မက်လာပြီးတော့ပေးတယ်ပေါ့လေဒီအမှုမှန်မပေါ်မချင်းသူကျွတ်မှာမဟုတ်ဘူးဆိုတာတွေပါလာပြီးတော့ပြောတာပေါ့အိမ်မက်ထဲမှာကြာရင်ကျွန်တော်လည်းစိတ်ဒဇဖြစ်တော့မယ်ဒီအတိုင်းကြီးတော့မနေနိုင်တော့ဘူးဆိုပြီးတော့သူကိုယ်တိုင်ပဲရဲစခန်းကိုလာပြီးတော့တိုင်ချက်လာဖွင့်တယ်သူ့ရဲ့နာမည်ကိုတော့ကျွန်တော်ဒီဗီဒီယိုထဲမှာဖျောက်ထားမှာပါအဲ့တော့မှပဲရဲတွေကလည်းဒါဆိုရင်တော့ဟုတ်ပြီဆိုပြီးတော့22နှစ်လောက်ကြာနေပြီဖြစ်တဲ့အဲ့ဒီအမှုကိုပြန်ပြီးတော့လိုက်တယ်ဒီအမှုက1998ခုနှစ်ထိုင်ဝမ်မှာတကယ်ဖြစ်ပျက်ခဲ့တာ2019ခုနှစ်ကိုရောက်တော့မှပဲဒီအမှုကိုစာပြီးတော့ဖော်ထုတ်နိုင်ခဲ့တယ်တကယ်တမ်းတော့ဒီကောင်မလေးကိုဒီမနာလိုတဲ့လူတစုကအောက်လန်းဆရာတွေနဲ့ပေါင်းပြီးတော့တတ်လိုက်ကြတာအဲ့ဒီလူတစုဆိုတာကလည်းတခြားသောသူတွေမဟုတ်ဘူးသူနဲ့အလုပ်အတူတူတွဲလုပ်ခဲ့တဲ့သူ့ရဲ့တငယ်ချင်းတွေဒီကောင်မလေးကတော်တော်လေးတော့တနာဖို့ကောင်းတယ်ဗျဒီကောင်မလေးရဲ့နာမည်ကလင်သူ့ရဲ့အမေကဂျပန်လူမျိုးအဖေကတရုတ်လူမျိုးဂျပန်နဲ့တရုတ်ဆက်ပြီးတော့သူ့ကိုမွေးတာပေါ့ကာဗယားမလေးပေါ့အရင်တော့ကတော့သူတို့မိသားစုတွေကဂျပန်မှာပဲနေကြတယ်ဒါပေမဲ့သူ့အသက်12နှစ်လောက်ကိုရောက်လာတဲ့အခါမှာတော့သူ့အဖေနဲ့အမေနဲ့ကအိမ်အောင်စပြီးတော့ကွဲတယ်အိမ်အောင်ကွဲသွားတဲ့အခါကျတော့ဒီကောင်မလေးကလည်းဘသူနောက်ကိုလိုက်လို့လိုက်ရမှမသိဘူးဖြစ်တာပေါ့လေဒါပေမဲ့လည်းနောက်ဆုံးမှာတော့သူ့အဖေနောက်ကိုလိုက်သွားပြီးတော့သူ့အဖေကဒီထိုင်ဝမ်ရလာတဲ့အခါကျတော့အဲ့ဒီရဲ့ထိုင်ဝမ်ကိုပဲလိုက်သွားရတာပေါ့ကျောင်းတက်တဲ့အခါကျတော့လည်းဘာသာစကားတွေကစပြီးတော့အခက်ကြုံရတာပေါ့လေတငယ်ချင်းတွေကလည်းနည်းနည်းလောက်ပဲရှိတာပေါ့ဒါပေမဲ့တနေ့မှာတော့သူ့အဖေကနောက်အိမ်အောင်ပြုတ်သွားတယ်နောက်အိမ်အောင်ပြုတ်တဲ့အခါကျတော့ဒီမီလွေးနဲ့ကလည်းဒီကောင်မလေးနဲ့ကဘယ်အဆင်ပြေမလဲပေါ့လေကျောင်းတက်ဖို့တွေလည်းစပြီးတော့ဒုက္ခရောက်တော့တာပေါ့ဒါပေမဲ့15နှစ်လောက်ရောက်လာတဲ့အခါမှာတော့သူကကျောင်းကထွက်လိုက်ရပြီးတော့သူ့အဖေနဲ့မနေတော့ဘဲနဲ့သူ့အဖွားနဲ့သွားပြီးတော့နေတယ်ဒါပေမဲ့သူ့အဖေကိုတော့တိတိကျကျမှာခဲ့တယ်သူတပတ်တစ်ခါလာပြီးတော့တွေ့မယ်ဆိုတဲ့အကြောင်းပေါ့လေသူ့အဖေကိုလည်းအထီးမကြံရအောင်ဆိုပြီးတော့ဒါနဲ့ပဲအဲ့ဒီအချိန်ကနေစပြီးတော့အဲ့ကောင်မလေးကသူ့ရဲ့ဘဝကိုစပြီးတော့ကြောင်းရတာပေါ့အသက်15နှစ်လောက်နဲ့ကိုဘဝကိုကြောင်းရတယ်ဆိုတာကတော့ဘယ်လွယ်ပါမလဲမိန်းကလေးဖြစ်နေတာလဲပါတာပေါ့တနေ့မှာတော့ဒီတရုတ်ပြည်မှာကွန်းသီးရောင်းတဲ့ဆိုင်တစ်ဆိုင်မှာအလုပ်သွားလျှောက်တယ်အဲ့ဒီအလုပ်တွေကလည်းဒီကွန်းသီးရောင်းတယ်ဆိုပေမဲ့လည်းမိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်တကယ်ချောချောလေးတွေမှာခေါ်တာဆိုင်တစ်ဆိုင်မှာကလည်းသိရမလားချောချောလေးတွေရောင်းနေဆိုရင်ဝယ်တဲ့သူတွေကလာကြတာပဲသူကလည်းဒီဂျပန်နဲ့တရုတ်ဆက်ပြီးတော့မွေးရဆိုတဲ့အခါကျတော့ပြောစရာမရှိအောင်လှတာပေါ့လေဘာသာစကားကြတော့လေသူကဂျပန်လိုလဲတက်တယ်တရုတ်လိုလဲတက်တယ်နောက်ပြီးတော့ရုပ်
ကလည်းချောတယ်အဲ့ဒါနဲ့ပဲအဲ့ဒီဆိုင်မှာအလုပ်သွားလျှောက်တော့အလုပ်တစ်ခါတည်းပဲတန်းပြီးတော့ရတယ်နောက်ပြီးတော့အဲ့ဒီဆိုင်ပိုင်ရှင်ကဘယ်သူလဲဆိုတော့သူနဲ့ထိုင်ဝမ်မှာကျောင်းတူတက်ခဲ့တဲ့သူ့ရဲ့တငယ်ချင်း2ယောက်ဖြစ်နေတယ်နောက်ပြီးတော့အဲ့ဒီ2ယောက်လုံးကလည်းသမီးကြီးသားတွေကောင်လေးရဲ့နာမည်ကပန်နန်ကောင်မလေးရဲ့နာမည်ကရှမ်းချန်ပန်နန်ကလည်းဒီယောက်ျားလေးဆိုပေမဲ့လည်းသူကခက်ချောချောလေးပဲအဲ့ဒါနဲ့ပဲသူတို့နောက်ထပ်မော်ဒယ်တစ်ယောက်ထပ်ပြီးတော့ရှာတယ်အဲ့ဒီမှာဒီပန်နန်ရဲ့ညမဒီရှောင်းရင်းကိုခေါ်ခဲ့တယ်ပေါ့လေအဲ့မှာပဲသူတို့တငယ်ချင်း4ယောက်ဖြစ်သွားတယ်ရှောင်းချန်ရဲ့ဒီပန်နန်ရဲ့နောက်ရှောင်းရင်းရဲ့အခုဒီကောင်မလေးလင့်ရဲ့ပေါ့လေသူတို့4ယောက်ပေါင်းပြီးတော့ကွန်သီးဆိုင်တစ်ဆိုင်ဖွင့်ကြတယ်အိမ်ကလည်းဒီနှစ်ထပ်အိမ်ကြီးအောက်မှာကဈေးရောင်းပြီးတော့သူတို့ကညဘက်ဆိုရင်တော့အပေါ်မှာပဲအတူတူအိတ်ကြတာပေါ့လေဒါပေမဲ့အဲ့ဒီထဲမှာတော့ဆွဲဆောင်မှုအရှိဆုံးကတော့လင်ပဲသူကအရန်လဲတော်တယ်တော်တဲ့အပြင်ကမှမိဘတွေကိုပါထောက်ပံ့နိုင်တဲ့သူတယောက်ဖြစ်အောင်ကြိုးစားနေတဲ့ main ကလေးတယောက်သူများဈေးရောင်းပြီဆိုရင်တော့ဖောက်တယ်တွေကအများကြီးကိုမှကြာလာတဲ့ခါကျတော့လေဆိုင်ရဲ့အမြတ်ဆုံးတွေအကောင်လုံးကသူပဲရှာရတာပုံများတာပေါ့လေနောက်ပြီးတော့ဒီကောင်မလေးကအရန်လှတဲ့အခါကျတော့ဟိုကောင်မကဘလူတွေထင်တယ်လဲဆိုတော့သူ့ရဲ့ရည်စားပန့်နံကိုစနိုက်ကြော်သွားမှောက်သူကအရန်စိုးရိမ်နေတနာစိတ်ငယ်လေးတက်ဆောင်ပြီးတော့တနှုတ်နှုတ်ဖြစ်နေတာပေါ့လေသူ့ရဲ့ရည်စားပန့်နံကလည်းအဲ့ဒီအချိန်မှာဘလူတွေဖြစ်လာတယ်လဲဆိုတော့ဒီပတ်စံတွေကတအားချမ်းသာလာတဲ့ခါကျတော့အလွဲသုံးစားတွေစာပြီးတော့လောက်တာပေါ့လေစရင်တွေပျောက်တဲ့ဟာတွေကပျောက်ပတ်စံတွေကပျောက်တဲ့ဟာတွေကပျောက်နေဒါပေမဲ့ဒါကိုလင်ကသိတယ်ဆိုပေမဲ့လည်းသူကဘာမှမပြောဘူးဘာဖြစ်လဲဆိုတော့သူကဝန်တန်းဟိုကဆိုင်ရှင်ဆိုတော့ဒါပေမဲ့ဆိုင်ရှင်ဆိုပေမဲ့လည်းသူကဒီကောင်မလေးဖော်လိုက်ရင်တော့ငါတော့ဒုက္ခရောက်မှာပဲဆိုပြီးတော့သူကသူစိတ်ထဲမှာပဲတွေးပြီးတော့ကြောက်နေတာပေါ့လေဒါပေမဲ့တနေ့တော့သူတို့သမီးကြီးသား2ယောက်စာပြီးတော့တိုင်ပင်ကြတယ်ဒီကောင်လေးဖြစ်တဲ့သူကလည်းသူပတ်စံနေအလွဲသုံးစားလုပ်နေတာကိုဒီကောင်မလေးဖော်ရင်ဒုက္ခရောက်မှာနောက်ပြီးတော့ဟိုကောင်မကလည်းဒီသူ့ရဲ့ရီးသားနောက်ကိုပါသွားမှစိုးရိမ်နေတဲ့ခါကျတော့သူတို့2ယောက်ကအဲ့ဒီမှာအတိုင်ဖောက်ညီသွားပြီးတော့အခုဒီကောင်မလေးလင်ကိုရှင်းပြဖို့စာပြီးတော့ကြံတော့တာပဲတူတူနဲ့လူရင်းပြောရရင်တော့တနေ့မှာတော့ဒီလင်ကိုဒီညဘက်ကြီးအပေါ်တက်ကိုခေါ်ပြီးတော့သူတို့သမီးကြီးသား2ယောက်ရယ်ခုနကသူ့ရီးသားကောင်လေးရဲ့ညမရယ်3ယောက်ဝိုင်းပြီးတော့နှိပ်စက်ပြီးတော့ဒီလင်ကိုတတ်လိုက်ကြတယ်တပ်ပြီးတဲ့အခါကျတော့ဒီကျွန်တော်တို့ဘက်တွေမှာဆိုရင်တချို့တွေဆိုရင်ရှိကြတယ်တည်သွားတော့မှသူတို့ကိုဘယ်သူတွေကတတ်ထားပါဆိုပြီးတော့ဒီဝိညာဉ်တွေပူးကပ်ပြီးတော့ပြောပြကြတယ်လည်းရှိတယ်ဒါပေမဲ့သူတို့တွေကလည်းဒါကိုကောင်းကောင်းကြီးနားလေတယ်ဆိုတဲ့အခါကျတော့သူတို့ကဒီနတ်ဆရာစီကိုသွားပြီးတော့ပတ်စံပေးနှုတ်ပိတ်ပြီးတော့လောက်ကြတာပေါ့လေအဲ့ဒီမှာနတ်ဆရာကဒီခွေးအနက်ရောင်တကောင်ကိုမတွေ့အောင်ရှာပြီးရင်အဲ့ဒီခွေးရဲ့သွေးတွေကိုအဲ့ကောင်မလေးရဲ့ကိုယ်ပေါ်ကိုလောင်းချလိုက်ပြီးရင်အဲ့ဒီရဲ့ခွေးရဲ့သေးကိုသူ့ရဲ့ရင်ဘတ်ပေါ်မှာပိုက်ထားခိုင်းလိုက်ပြီးရင်တော့သူ့ရဲ့အလောင်းကိုလမ်းပေါ်မှာမီးရှို့ရမယ်ဆိုပြီးတော့မှားလိုက်တယ်ပေါ့လေပြီးတော့မှပဲသူ့ရဲ့ပညာနဲ့ဒီကောင်မလေးရဲ့ဝိညာဉ်ကိုထိန်းထားပေးမယ်ဆိုပြီးတော့ပြောလိုက်တယ်ဒါနဲ့ပဲသူတို့3ယောက်လုံးကလည်းလင်ကိုဒီအိမ်ပေါ်ကနေဆွဲချပြီးတော့လမ်းပေါ်မှာပဲဒီခွေးတစ်ကောင်နဲ့အတူမီးရှို့လိုက်ကြတယ်ဒါပေမဲ့ဒီကောင်မလေးကိုသူတို့တွေနှိပ်စက်နေတဲ့အချိန်တုန်းကဒါကိုမျက်ဝါးထင်နေမြင်နေရတဲ့သူတယောက်ရှိတယ်သူကလည်းအရန်ကြောက်တဲ့ခါကျတော့ဂရင်အောက်မှာပုံနေရတယ်။နောက်ပိုင်းဒီကောင်မလေးတည်သွားတော့မှပဲသူကဒီဂရင်အောက်ကနေထွက်ပြီးတော့ပြေးရတာပေါ့လေ။နောက်ဆုံးမှာတော့သူကိုယ်တိုင်ကပဲဒီရဲစခန်းမှာတိုင်ချက်လာဖွင့်သွားပြီးတော့ခုနကတရေခန်တွေကဘသူတွေဖြစ်ပါတယ်ဆိုပြီးတော့ဖော်ထုတ်နိုင်ခဲ့တယ်။ရှေးမှာတော့ကလင်ကသူ့ရဲ့အဖေကိုတပတ်တစ်ခါသွားတွေ့မယ်ဆိုပြီးတော့တည်တည်ချာချာမှားထားခဲ့။ဒါပေမဲ့ဒီတစ်ခါမှာတော့သူ့ရဲ့အဖေကိုသွားပြီးတော့လည်းမတွေ့နိုင်ခဲ့ဘူးပေါ့လေ။အဖေဖြစ်တဲ့သူကလည်းတနာယူနေတာလားတော့မသိဘူး။သူသမီးရဲ့အခုလိုမျိုးဖြစ်တာကိုလိုက်လည်းမရှာဘူး။တိုင်ချက်လည်းမဖွင့်ဘူးသူ့ရဲ့အမေဆိုရင်တော့ဂျပန်မှာဆိုတော့သိကျင်မှတောင်သိမှာဒီလိုကိစ္စမျိုးတွေကိုစိတ်တောင်မဝင်စားဘူးသူသမီးရဲ့အကြောင်းဘာဖြစ်လဲဆိုတော့ဒီအမှုမှာသူတို့မိဘတွေရဲ့နာမည်တွေကိုဖျောက်ထားကြတယ်တချို့သားသမီးတွေဆိုရင်သူတို့ဘဝကိုသူတို့ကြောင်းကြတယ်သူတို့စူးစမ်းလို့ရလာတဲ့ပတ်စံလေးတွေနဲ့သူတို့ရဲ့မိဘတွေကိုထောက်ပံ့ကြတယ်အောင်မြင်လာကြတယ်ဒါပေမဲ့လည်းအဆိုးဆုံးတွေကမိဘဖြစ်တဲ့သူတွေကမလိမ္မာကြဘူးတခါတလေကြတော့လေကိုယ့်အကိုစဉ်းစားကြည့်ဒီလိုလိမ္မာတဲ့သားသမီးတွေကဒီလိုမျိုးအသုံးမကျတဲ့မိဘတွေစီမှာမွေးမလာတင်ဘူးလို့တော့ထင်တယ်ဒီထက်ပိုကောင်းတဲ့မိဘတွေစီမှာပဲမွေးလာတဲ့ဒါသူတို့တွေသာတေးသေးချာချာလေးထိန်းချောင်းပေးခဲ့ကြမယ်ဆိုရင်တော့ဒီကောင်မလေးကအခုချိန်မှာဆိုရင်တော်တော်လေးကိုမှထက်မြက်နေတဲ့သူတယောက်ဖြစ်နေမှာအဲ့တော့ပြောကြအောင်မှာပေါ့လေဒီဘက်မှာကလည်းမိဘဆိုတာမွေးပေးတာတဲ့နေကျေးဇူးကြီးရဲ့ဆိုတဲ့အကြောင်းနေဒါကိုတော့လည်းမငင်းကျင်ပါဘူးဒါပေမဲ့လည်းမွေးမလာရင်ပူလို့တောင်မှကောင်းမယ်လို့တော့ထင်တယ်ပေါ့လေအခုလိုမျိုးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဒုက္ခရောက်လွန်အားကြီးလို့ဆိုတော့တော်ပါပြီဒီလောက်ပါပဲ